လိုင်စင်မရှိဘဲရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်းစဉ်းစားမဲ့ဇာတ်ကားများပြသခြင်းများကိုအရေးယူမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လုပ်ငန်းလိုင်စင်မရှိဘဲရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်းစဉ်းစားမဲ့ဇာတ်ကားများပြသခြင်းများကိုတည်ဆဲဥပဒေများနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးဗဟိုကော်မတီကထုတ်ပြန်တဲ့ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ Private Cinema ဖွင့်လှစ်ပြသနေမှုနဲ့ပတ်သက်ပြီးအတည်ပြုကြေညာချက်မှာဖော်ပြထားပါတယ်။အချို့သောစီးပွားရေးလုပ်ငန်းရှင်များဟာပရိုဂျက်တာ TV အသုံးပြုပုဂ္ဂလိကရုပ်ရှင်ရုံငယ်များကိုဟိုတယ်တဲခိုခန်းများကဲ့သို့အခန်းကဏ္ဍပြီးဖွင့်လှစ်လာကြတာကြောင့်ဘလိုလားအပ်သောလူမှုရေးရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်းစီစစ်တွေ့ရှိရထားမှုပြသခွင့်လိုင်စင်များထုတ်ပေးမှုများရှိပါကချက်ချင်းရုပ်သိမ်းသွားရန်နှင့်တရားမဝင်ပြသနေမှုများအားရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရအရေးယူဆောင်ရွက်သွားရန်အတိုင်းဒေသကြီးပြည်내ဗီဒီယိုလုပ်ငန်းစီစစ်ကြီးကြပ်ရေးကော်မတီများသို့အကြောင်းကြားထားရသူဆိုပါတဲ့တို့ရာတွင်ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်ရှိ Rio Private Cinema နေပြည်တော်ပြည်မနာမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင်အချို့သော Private Cinema များသည်စဉ်းစားမဲ့ရုပ်ရှင်ဇာတ်ကားများကိုအသုံးပြု၍မလျော်ကန်စွာတရားမဝင်ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်းစီစစ်တွေ့ရှိရတဲ့လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်လုပ်ငန်းလိုင်စင်မရှိဘဲရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်းစဉ်းစားမဲ့ဇာတ်ကားများပြသခြင်းများဆက်လက်ပြုလုပ်ပါကတည်ဆဲဥပဒေများနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။